online ဈေးသည်ဖြစ်သောအခါဘာပေါ်လဲအိုးအမလေးဟဲ့သေးတယ်ဟေးသေးတယ်ရှက်စရာဝင်သားကတ်ထွက်admin ကလည်း reply တော့မလုပ်ခွဲအော်အဲ့ဒီပြဿနာတွေကြုံစရာမလိုအောင် Pandora e-commerce ကို e-commerce website လောက်ခိုင်းလိုက်လေ customer ကဒီ website ပေါ်မှာပဲကြည့်မယ်မှားမယ်ရှင်းမယ်ပြီးတော့ကိုယ့်ရဲ့ website ထဲမှာပဲ business insight အချက်လက်မျိုးစုံပြင်ကြည့်လို့ရတယ်အဆင်ပြေနေရော so easy နာဒါပဲမဟုတ်ဘူး customer ဘက်ကသူမှာထားတဲ့ order ကဘယ်ထိရောက်နေပြီလဲဘယ်တော့မှရောက်မှလဲဆိုတာကိုလည်းအဲ့ဒီ website ပေါ်မှာပဲစစ်လို့ရပါတယ်တစ်လကိုမှ$40သိန်းနဲ့ကိုယ့်အတွက်ဒီလောက်အဆင်ပြေတဲ့ e-commerce website ကိုရပါမှာဖြစ်ပါတယ်။အော်ဒီ website လုပ်ဖို့အတွက်ကိုတစ်နိုင်အတွင်းနဲ့ပြီးတယ်နော် customer အတွက်လည်းအဆင်ပြေဆိုင်ရှင်အတွက်လည်းအဆင်ပြေခေါင်းလေးစားစရာမလိုတော့အဲ့တော့အခုကတည်းက Pandora e-commerce ကိုယ့်ရဲ့ e-commerce website ကိုဖွင့်ခိုင်းလိုက်ပါတော့ bye